နွေးအိုးအပူပေးလိုက်တဲ့အခါရင်းနှီးအိုးရဲ့ကိုယ်တွေကအချိန်ခဏအတွင်းမှာပူးလာတယ်။မီးရအပူတွေကရင်းနှီးအိုးရဲ့ကိုယ်တွေတခြားစီးကူးသွားတာဖြစ်တယ်။ဒီလိုမျိုးအပူစီးကူးတဲ့ဖြစ်စဉ်ကို heat conduction လို့ခေါ်တယ်။ heat conduction ကအဆိုင်ခဲတွေမှာပဲတွေ့ရပြီးတော့အရည်တွေအငွေ့တွေဖြစ်တဲ့ fluid တွေမှာတော့မတွေ့ရဘူး။အဆိုင်ခဲမှာဆိုရင်အတန်တွေအားလုံးတင်းကျပ်တာစီးဆင်းစားတဲ့အတွက်တစ်ခုနဲ့တစ်ခုထိစပ်နေကြတယ်။အပူကလည်းအဲ့ဒီအတန်တစ်ခုကနေတစ်ခုစီးဆင်းစားတဲ့အတွက် heat conduction ကိုအဆိုင်ခဲတွေမှာပဲတွေ့ရတာဖြစ်တယ်။အရည်တွေနဲ့အငွေ့တွေမှာကျတော့အတန်တစ်ခုနဲ့တစ်ခုကကွာဝေးနေတဲ့အတွက်ထိတွေ့ဖို့ခက်တယ်။အဲဒါကြောင့်အပူကလည်းမစီးကူးနိုင်တဲ့အတွက် heat conduction ကို fluid တွေမှာမတွေ့ရတာဖြစ်တယ်။ဥပမာမက်တယ်ဖြစ်တဲ့ကောပါကိုအပူပေးလိုက်တဲ့အခါကောပါထဲမှာရှိတဲ့အတန်တွေက kinetic energy ကိုပိုက်စားပြီးတော့တုံခါလာကြတယ်။အဲ့ဒီတုံခါမှုကြောင့်အပူတွေကအတန်တစ်ခုကနေတစ်ခုစီးကူးသွားတယ်။မက်တယ်တွေဖြစ်တဲ့အတန်တွေကောပါတွေကအပူစီးကူးမှုအားကောင်းပြီးတော့ insulator တွေဖြစ်တဲ့သစ်သားတွေ rubber တွေကအပူစီးကူးမှုအားနေတယ်။ဘာကြောင့်လဲဆိုတော့အပူကအတန်တွေမှာပဲစီးကူးတာမဟုတ်ဘဲနဲ့ electron တွေမှာလည်းစီးကူးကြတယ်။မက်တယ်တွေမှာဆိုရင် free electron တွေအများကြီးရှိတဲ့အတွက်အပူစီးကူးမှုအားကောင်းပြီးတော့ insulator တွေမှာကျတော့ free electron တွေမရှိတဲ့အတွက်အပူစီးကူးမှုအားနေတာပဲဖြစ်တယ်။အပူချိန်များတဲ့အရာဝတ္ထုတစ်ခုကိုအပူချိန်နည်းတဲ့အရာဝတ္ထုတစ်ခုနဲ့ထိရလိုက်တဲ့အခါအပူချိန်များတဲ့အရာဝတ္ထုကအပူတွေကအပူချိန်နည်းတဲ့အရာဝတ္ထုစီကိုစီးကူးသွားတယ်။အပူတွေကအဲ့ဒီအရာဝတ္ထုနှစ်ခုရဲ့အပူချိန်မတူမချင်းစီးကူးနေမှာဖြစ်တယ်။ဆိုလိုချင်တဲ့သဘောကအပူတွေကအပူချိန်ကွာချက်ရှိမှစီးကူးကြတာဖြစ်တယ်။နောက်ဆုံးအဲ့ဒီအရာဝတ္ထုနှစ်ခုရဲ့အပူချိန်တူသွားတဲ့အခါသူတို့ရဲ့အသက်တင်အပူစီးကူးမှုက0ဖြစ်သွားတယ်။အဲ့ဒီအရှင်တွေကို thermal equilibrium လို့ခေါ်တယ်။ thermal equilibrium မှာဆိုရင်အပူတွေကမစီးကူးကြတော့ပဲအမျှချိန်ဖြစ်နေမှာဖြစ်တယ်။ heat condition ရဲ့တန်ဖိုးဒီပုံစံနည်းနဲ့တွက်ထုတ်လို့ရတယ်။ H ဆိုတာ Joule/D ဖြစ်တယ်။တစ်စက္ကန့်အထိစီးကူးသွားတဲ့အပူပမာဏဖြစ်တယ်။ဒီ formula ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကိုပြပေးမယ်။အပူချိန်မတူတဲ့အရာဝတ္ထုနှစ်ခုကိုကြားခံတဲ့တစ်ခုနဲ့ချိတ်ဆက်ထားလိုက်မယ်။အဲ့ဒီကြားခံထဲမှာဆိုရင် area နဲ့အလျားရှိတယ်။ area ကိုအရင်ကြည့်ရအောင်။ဒီမှာဆိုရင်အပူချိန်များတဲ့အရာဝတ္ထုကအပူတွေကအပူချိန်နည်းတဲ့အရာဝတ္ထုစီကိုကြားခံတွေကဖြတ်ပြီးစီးကူးသွားမှာဖြစ်တယ်။အဲ့ဒီကြားခံတဲ့ area အကြီးလေးအပူစီးကူးမှုကပိုပြီးတော့အားကောင်းလေးဖြစ်တယ်။အဲ့တော့ Q နဲ့ A က directly proportional ဖြစ်တယ်လို့ယူဆလို့ရတယ်။ဒါပေမဲ့အလျားကတော့ပြောင်းပြန်ဖြစ်တယ်။ကြားခံနဲ့အလျားရှိရင်တစ်စက္ကန့်အတွင်းဖြတ်သွားတဲ့အပူစီးကူးမှုပမာဏနည်းပြီးတော့ကြားခံနဲ့အလျားတွင်တစ်စက္ကန့်အတွင်းဖြတ်သွားတဲ့အပူစီးကူးမှုပမာဏများတယ်။အဲ့ဒါကြောင့် Q နဲ့ A ကတော့ inversely proportional ဖြစ်တယ်။နောက်တစ်ခုက temperature difference အရာဝတ္ထုတစ်ခုရဲ့ temperature အခြားအရာဝတ္ထုတစ်ခုရဲ့ temperature တဲ့အရင်များနေပြီဆိုရင် thermal equilibrium ဖြစ်ဖို့အတွက်အပူတွေအများကြီးစီးကူးရတယ်။ဒါပေမဲ့အပူချိန်ကွာချက်နဲ့တော့အပူစီးကူးမှုကလည်းနည်းတယ်။အဲဒါကြောင့် Q က temperature difference နဲ့တိုက်ရိုက်အချိုးကျတယ်။ခုန equation အားလုံးကိုစုလိုက်တဲ့ဆိုရင်ဒီလိုဖြစ်ပေါ်လာတယ်။ဒီမှာအချိုးကိုဖျောက်ဖို့အတွက် constant ဖြစ်တဲ့ thermal conductivity ကပ္ပါနဲ့မြှောက်လိုက်တယ်။ဒီလိုနဲ့ heat conduction ပုံသဏ္ဍာန်ထွက်ပေါ်လာတယ်။ဒီပုံသဏ္ဍာန်မှာကပ္ပါဆိုတာအရာဝတ္ထုတစ်ခုရဲ့အပူစီးကူးမှုဘယ်လောက်ကောက်လဲမကောက်လဲတိုက်တာရဲ့အရာဖြစ်တယ်။ဥပမာငွေရဲ့ကပ္ပါတန်ဖိုးက420ကိုဖြစ်တဲ့အတွက်မတယ်ထဲမှာအပူစီးကူးမှုအကောင်းဆုံးမတယ်ဖြစ်တယ်။ insulator ဖြစ်တဲ့ rubber တို့သစ်သားတို့ရဲ့ကပ္ပါတန်ဖိုးကနည်းတဲ့အတွက်အပူစီးကူးမှုမှာအားနည်းတယ်။